အားလုံးမင်္ဂလာပါကျွန်တော်တော့ကိုစိုင်းပဲဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုမတင်ပြတာတော်ကြာတော့ပြီကျွန်တော် YouTube ပေါ်နေကျွန်တော်အားပေးတဲ့မိတ်ဆွေတွေလည်းကျွန်တော်ရဲ့မိတ်ဆွေတွေလည်းကျွန်တော်မေးလောက်ပြီးထင်တယ်လို့ဒီနေ့ကျွန်တော်အားတဲ့ချိန်ခဏလေးပေါ့ကျွန်တော်အပြင်ထွက်လဲတယ်အပြင်ထွက်လဲတော့ကျွန်တော်အခုရောက်ရှိနေတဲ့နေရာတော့ဒါထိုင်းနိုင်ငံပေါ့တော့နွန်ထာပူလီခရိုင်တရားရုံးရဲ့ပန်းချန်တစ်ခုမှာရောက်ရှိနေတာဒီဘက်မှာဆိုတရားရုံးရှိမယ်ဒီဘက်မှာဆိုလို့ရှိရင်တော့ဒါမိုးပြန်ရထားလိုင်းတွေရှိနေပေါ့တော့ဒါလမ်းမတွေအပြင်ဘက်မှာဆိုလို့ရှိရင်တော့ကျွန်တော်အားလုံးပေါ့နော်ကျွန်တော်ခဏလေးအနားယူလိုက်တာနဲ့လိုင်းပေါ်မှာကျွန်တော် YouTube ပေါ်ကျွန်တော်မိတ်ဆွေတွေကကျွန်တော်ဗီဒီယိုမကြည့်ဖြစ်တာကြာပြီကျွန်တော်မတင်ဖြစ်တာလည်းကြာပြီဆိုတော့ကျွန်တော်တခုခုပြောပြီးတော့မိတ်ဆက်ပေးရင်ကောင်းပါပဲလို့ကျွန်တော်စိတ်ကူးရတာပေါ့စိတ်ကူးရတော့ဒီနေ့ကျွန်တော်လာပြီးပြောပေးတာပေါ့နော်ကိုယ်ဆိုင်လည်းအရန်သိတဲ့လူတော့မဟုတ်ပါဘူးဟိုစေတနာရှိတဲ့ခါဝါဒနာလည်းပါတာပေါ့နော်မှာကိုယ်ဆိုင်ကတော့ပြောချင်တာတော့ကိုကအသက်ကြီးတာငယ်တာမဆိုင်ဘူးပေါ့နော်စိတ်ချမ်းသာမှုဆိုတာဒါကိုယ့်အကူရှာတတ်မှရတာပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်လည်းအခုထိုင်းမှာနေတာအရန်အဆင်ပြေလားဆိုတော့မပြေပါဘူးအရန်လည်းမခက်ခဲဘူးပေါ့နော်ဟိုအတင်းအနေထားမှာပဲရှိပါလေအဲ့တော့စိတ်ချမ်းသာမှုကလေတစ်ခါလေးပေါ့ကိုကလူဖြစ်လာပြီဆိုလို့ရှိရင်ကိုယ့်ရဲ့အချိန်တွေကိုပေါ့နော်စုံလုံး24နိုင်အပြည့်ဟိုအလုတ်ထဲမှာကြီးပဲကိုကထဲလို့မတင်တော့ဘူးလို့ကျွန်တော်ကတော့မြင်တယ်ပေါ့အလုတ်ချိန်ရှိသလိုအနားယူတဲ့ချိန်လည်းရှိတင်တယ်နော်အနားယူတဲ့ချိန်ရှိမှလည်းပဲကိုယ့်ရဲ့စိတ်ချမ်းသာမှုကကိုရတာပေါ့ဟိုငွေရဖို့အတွက်ကတော့ဒါလောဘကနေရှိတန်းတင်ပြီးတော့ဥဆောင်တာပေါ့နော်ဟိုလိုချင်တဲ့စိတ်ဆန္ဒလောဘမရှိရင်တော့ဘူးမှသိပြီးတော့မကြိုးစားကြပါဘူးဒါလောဘရှိတဲ့လူကမှကြိုးစားတာကျွန်တော်တထေးဆိုလို့ရှိရင်လည်းတနေကုန်အလုပ်လုပ်တယ်တော်တန်သူတိတ်ဘယ်မှတိတ်မသွားဘူးတလားနေမှဒီတနင်္ဂနွေနားရက်တွေပါတရက်တလေနော်နှစ်ရက်တလေအဲ့လောက်ပါပဲဟိုအပန်းဖြေခီးတွေထွက်တယ်အဲ့လောက်ပဲအဲ့လောက်ချမ်းသာတဲ့လူတော်သူများအဲ့လောက်ပဲနားတာပေါ့ကိုကဘာမှဟိုတထေးလည်းမဟုတ်ဘူးဆိုတော့ကိုအရန်နားလို့လည်းမဖြစ်ဘူးလေနော်ဒီကြားထဲမှာခဏတစ်ဖြုတ်အားတဲ့ချိန်မှာပဲကိုကနားဖြစ်သွားတာပေါ့နားဖြစ်တော့ကျွန်တော်ဒီနေ့လာရောက်ပြီးတော့ပြောပြချင်ပါတယ်ကျွန်တော်ရဲ့ line ပေါ်က YouTube ပေါ်ကပေါ့နော်ကျွန်တော်ဗီဒီယိုကြည့်ရှုအားပေးတဲ့မိတ်ဆွေတွေပေါ့နော်ကိုလူရလို့ဖြစ်လာပြီဆိုလို့ရှိရင်ကိုယ့်ရဲ့အချိန်တွေကိုလုံးဟိုအလုတ်ထဲမှာပဲမပေးပြပါနဲ့အလုတ်ဆိုတာကတော့ဘဝအတွက်အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဆိုတာကျွန်တော်လက်ခံပါတယ်ကျွန်တော်တို့ဒီအခုဒီနိုင်ငံဒီများနိုင်ငံမှာနေတယ်ဆိုတာလည်းအလုတ်မရှိရင်ကျွန်တော်တို့ရပ်တည်လို့မရပါဘူးအလုတ်ရှိမှငွေရှိတာပေါ့ငွေဆိုတာလည်းသူကအလုတ်ကနေပဲလာတာဟုတ်တယ်မလားအဲ့တော့အလုတ်ရှိမှငွေရှိတယ်တို့တော့အလုတ်ကဘလောက်ပဲအရေးကြီးပေါ့နော်ကိုယ့်ရဲ့စိတ်ချမ်းသာမှုကိုတော့အဲ့ဒီအလုတ်ထဲအချိန်ကိုကရအောင်ဖဲ့ပြီးတော့ပေးနိုင်ရမှာပေါ့နော်တကယ်လို့ကိုကမပေးနိုင်ဘူးဆိုရင်နောက်ဘာဖြစ်လို့လဲဆိုတော့ကိုဆိုင်ကဒီလိုပြောချင်တယ်လဲဆိုလို့ရှိရင်လူဆိုတာကိုကအမြဲတမ်းပဲဒီတိုင်းချမ်းမာရေးကတောင်းမြည်နေမယ်လို့ဘယ်သူမှအာမခံချက်မပေးနိုင်ဘူးပေါ့နော်အချိန်မီလေးလဲတည်သွားနိုင်တယ်ဟုတ်လားကိုပဲချိန်တည်မလဲဆိုတော့လည်းကိုမသိဘူးအဲ့တော့ကိုရဲ့ရှိတဲ့အချိန်လေးကိုကိုရဲ့စိတ်ချမ်းသာမှုကိုရအောင်မယူတတ်ဘူးဆိုတော့လုံးကိုလိုပြောငွေရဖို့အတွက်ပဲကိုကအလုံးစုံအချိန်တွေကိုမှပိုင်ဆိုင်တဲ့အချိန်တွေကိုပုံအောပြီးလုပ်မယ်ဆိုလို့ရှိရင်နောက်ဆုံးကြလို့ရှိရင်ရုပ်တဲ့အခက်မတင်ကိုတစ်ခုဖြစ်သွားတယ်မဟုတ်လားအချောင်းအမှန်စကားကိုအပြတ်ပြောမယ်ဆိုလို့ရှိရင်တစ်ခုနဲ့ကိုကတည်သွားမယ်ဆိုလို့ရှိရင်ပေါ့နော်ကိုရှာဖွေထားတဲ့အရာဆိုတာကိုနဲ့မသက်ဆိုင်ဘူးအခုဒီနေ့တည်အခုကိုနဲ့မဆိုင်ကိုပိုင်ဆိုင်ထားတဲ့တိုက်ပဲဖြစ်ကားပဲဖြစ်ပေါ့နော်ဘလူးပဲဖြစ်ပေါ့နော်ကိုပိုင်ဆိုင်ထားတဲ့စီးစိမ်ဥစ္စာတွေအားလုံးကအခုထားခဲ့ပဲကိုနဲ့မဆိုင်နောက်လူနဲ့ပဲဆိုင်တယ်နော်ကိုနဲ့ဆိုင်တယ်ဆိုတာဒီမတည်ခင်လေးမှာပဲပေါ့နော်အဲ့တော့ကိုရဲ့အနာဂတ်ဆိုတာဘယ်အရာမှမတည်ချသလိုနောက်ပြီးတော့လောကမှာလည်းဘယ်အရာမှလည်းမမြဲသလိုပေါ့နော်ကိုဆိုင်ပြောချင်တာကတော့ကိုကအလုပ်တော့စူးစမ်းပါဘဝအတွက်လူတိုင်းကရုန်းကန်ရတယ်စူးစမ်းရတယ်ရင်ဆိုင်ရတယ်ပေါ့နော်ကိုရည်မှန်းချက်ထားတဲ့အတိုင်းစူးစမ်းရမယ်ကိုဆိုင်ဆိုရင်လည်းစူးစမ်းတာပါပဲသို့တော့ကိုဆိုင်ဒီနေ့ပြောချင်တာကိုကလုံးကြီးပေါ့နော်ဟိုကိုမှရှိသမျှအချိန်နဲ့အားလုံးကိုအလုပ်ထဲမှာကြီးပဲပုံဩစိတ်ချင်ကုတို့လှုပ်ဖို့အချိန်ဆိုရင်လည်းကိုကကုတို့လှုပ်ဖြစ်ဖို့မမေ့နဲ့ပေါ့နော်နောက်ပြီးတော့ကိုမှစိတ်ချမ်းသာမှုရဖို့အတွက်အပန်းဖြေတဲ့အချိန်ဆိုရင်လည်းကိုကအပန်းဖြေရမယ်ဟိုလုံးကြီးအလုပ်တစ်ခုတည်းကိုပဲကိုရှိသမျှအချိန်ကိုပုံဩလိုက်မယ်ဆိုလို့ရှိရင်စောတော့ကကိုဆိုင်ပြောသွားတယ်လို့ပေါ့နော်
တနေ့မဟုတ်တနေ့ကျရင်ကိုကနောင်တရတဲ့စီးနဲ့မှာကိုကပါနိုင်တယ်ဟိုလူဆိုတာကိုပဲနေတည်မလဲဆိုကိုကမတည်နိုင်ဘူးနော်အဲ့တော့အသက်ကြီးမှတည်မယ်ရဲလို့လဲမြတ်စွာဘုရားမဟောထားဘူးငယ်မှတည်မယ်ရဲလို့လဲမြတ်စွာဘုရားမဟောထားပါဘူးအသက်ကြီးတွေဖြစ်စေအသက်ငယ်တွေဖြစ်စေလူဆိုတာအချိန်ကြီးတည်နိုင်တယ်နော်မိန်းမပဲဖြစ်ဖြစ်ယောက်ျားပဲဖြစ်ဖြစ်ပေါ့နော်ငယ်ငယ်ရွယ်ရွယ်နဲ့လည်းတည်သွားတဲ့လူရှိတယ်လို့အသက်ကြီးမှတည်သွားတဲ့လူလည်းရှိတယ်အဲ့တော့ကိုယ့်ရဲ့ဘဝကုံဆုံးနေဝင်ချိန်ကိုမတည်နိုင်တဲ့အတွက်အနာဂတ်ဆိုတာကိုကကြိုပြီးမမြင်နိုင်ဘူးနောက်ပြီးတော့ဘယ်အရာမှလည်းမတည်ချတဲ့အတွက်ပေါ့နော်အခုကိုဆိုင်ပြောချင်တာအားလုံးဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ကိုဆိုင်ကိုနိုင်ကလည်းကိုကတားရေးအဆင်မပြေဘူးဆိုပေမဲ့လည်းကိုရဲ့စိတ်ချမ်းသာမှုတော့တတ်နိုင်ဆုံးကိုကရှာရမယ်ဟိုအချိန်နဲ့ကိုမအားတဲ့ကြားထဲကနေကိုကဖဲ့ပြီးတော့လုပ်ယူတော့ပေါ့နော်အဲ့တော့ကိုဆိုင်ပြောချင်တာဒီနေ့ကအားလုံးကိုလာပြီးတော့မြောက်ဖို့ပေးချင်ပါတယ်အားလုံးထူပဲကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုမတင်ဖြစ်တာလဲတော်တော်ကြာတော့ပြီဆိုတော့ကျွန်တော်ဟို like တွေ share တွေလုပ်ပေးဖို့လည်းမမေ့ကြပါနဲ့လို့တောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နော်